brown ဆိုတာကလက်ဖေးဟုတ်ပါဘူးဟုတ်ပါဘူး brown ဆိုတာလမ်းတိတ်ကဟိုမှာဖုံးပြင်းဆိုင်နာမည်ပါဟုတ်ပါဘူး15လမ်းဟိုဘက်က15လမ်းခွေးရဲ့နာမည်ပါဟုတ်ပါဘူးတတိပြီးတငယ်ချင်းညီလေးက brown လို့ခေါ်တာဟာဆောက်ခဲမှာ brown ကအညိုယာအေးလေညိုရောင်တော့သိတာပေါ့တမီးက brown ဆိုတာဘာရောင်လဲလို့မေးမှမမေတို့ကသိမှာပေါ့ဟုတ်တယ်လေဟိုမှာလမ်းတိတ်က brown ဆိုရဲဟိုမှာဖုံးပြင်းဆိုင်ရရှိတယ်ဟိုမှာဖြတ်သွားပြတ်လာပုံသိအဲ့လိုဟုတ်တယ်အဲ့ဘက်ကဖြတ်သွားထွက်လာလူတွေဆိုရင်လေအဲ့ brown ခွေးလိုက်ဆိုရင်လို့ပဲပြေးကြရတာငါတငယ်ချင်းညီလေးကလည်း brown လို့ခေါ်တာပဲကဲနေပါဦးဒီเจ้าနဲ့ပတ်သက်ပြီးတော့တီးရေးကသားတို့သမီးတို့ကိုအမာစကားကရှုပ်တယ်ဆိုတဲ့အကြောင်းကိုပြောပြသိလားအမာစကားကဘလူးကမလဲအတန်အတွက်မားတာနဲ့ဘလူးကမလဲယူဆတွေမားတာနဲ့နားမလဲတော့ဘူးเนาะအဲ့အကြောင်းကိုတီးရေးကပြောပြတီးရေးတို့ငယ်ငယ်တုန်းကမိုးကုတ်မှာနေခဲ့တာမိုးကုတ်မှာလူမျိုးသားတွေအများကြီးနေတယ်လေနေတဲ့ခါရောက်တော့တီးရေးတို့ကခရီးသွားတယ်ပေါ့ကားစီးတဲ့အချိန်မှာအဲ့လမ်းတနေရာမှာလူမျိုးသားအတော်ကြီးတရားပေါ့နော်အဲ့တော့ကတော့တီးရိုးလိုအရွယ်ပေါ့အခုတော့တီးရိုးလိုအရွယ်ပေါ့အဲ့ချိန်ကတီးရငယ်သေးတယ်ဆိုတော့အတော်ကြီးတရားအဲ့အတော်ကြီးကကားပေါ်မှာတက်လာတဲ့ကောင်တက်ချင်းမှာသူဘာပြောလဲဆိုတော့ကားမနာတဲ့ငါပို့တာမှကြာမယ်နော်သူတို့တယ်ဝဲနေတယ်အဲ့ကြောင့်ကားသမားတက်ဆိုသူကလည်းညံတက်အောင်ကားလေးကပြိုင်လုံးကြတာလို့အဲ့ဒါနဲ့သူကတက်လိုက်တော့ကားသမားကလည်းဒီမထားဘူးအဲ့ဒါနဲ့အဖွားကြီးကသူစိတ်မဲ့နေရတော့အလန့်တကြားနဲ့ online တယ်မရက်ပြီးမှာကားသမားတဲ့ငါဒီမှာကြာမယ်ဟောတဲ့ကောင်ကကားသမားမကြာဘူးတဲ့မြဲမြဲတိုင်ခါအဲ့လိုပြောပြီးကားကိုရက်မပေးတဲ့ခါတော့သူကစိတ်ပြီးတော့ကားသမားငါဒီမှာကြာရမယ်ဆိုဟောတဲ့ကောင်ကကားသမားဟာဒီအဖွားကြီးနဲ့ရှေ့ကိုထိုင်ထားဆိုပြီးတိုးပေးလိုက်တယ်အရှိကားကိုရက်မပေးနဲ့အဲ့တဲ့ခါရောက်တော့သူ့မှာမိုးကုတ်ချပါဟိုလည်းရတော့အဖွားကြီးဒါကိတ်ဆုံးမဲ့စေးဆိုတော့သူကမကြဘူးငါကြမယ်ဆိုတော့ငါဘေးမကြဘူးအဲ့လိုပြောတော့သူ့မှာသူပြန်လိုက်ဖို့ရတယ်ကားကအဲ့ဒါဘာလဲဆိုတော့ကြည့်လိုက်လေပစ္စည်းတစ်ခုအောက်ပြုတ်ကြရင်လူတွေကဘာပြောလဲဟာကြသွားတယ်လူကိုကြတော့အောက်ရောက်ဖို့ဆင်းတယ်လို့ပြောတယ်အဲ့မှာလူမျိုးကြားတွေကနောင်းလဲတော့လေဟုတ်တယ်မလားအခုလဲသမီးပြောတာအဲ့လိုပဲဗရောင်းဆိုအစမရှိအဆုံးမရှိပြောတော့တယောက်တစ်မျိုးစီအတိတ်ပဲတွေကကောက်ကုန်တော့မှတ်ထား